လို့နဲ့ညာဘက်နယ်ရီတိုအိတ်တဲ့အချိန်မှာညာဘက်လက်ကသုံးလို့မရပေမဲ့ခါဝါကီကတော့ပန်းအိုးကိုပြန်ဆက်ပေးနေခဲ့ပြီးနောက်နေ့ရောက်တော့လေသူ့ရဲ့နင်ဂျီစုလေ့ကျင့်ရေးကိုစတင်ခဲ့ပါတယ်ဒါပေမဲ့အချင်းပါနေတဲ့ခါဝါကီကခါမာကိုပဲအသုံးပြုနေတဲ့အတွက်အဲ့ဒီအစွမ်းနဲ့ကိုမဟုတ်ပဲချာကရာကိုသုံးဖို့သတိပေးလိုက်ပြီးနင်ညာဖြစ်တဲ့ဘော်ရူတိုကတော့ချာကရာကိုအေးအေးဆေးဆေးအသုံးချနိုင်ပြီမဲ့ခါဝါကီကချာကရာနဲ့ဆိုရင်ပြစ်မှတ်ကိုတော့မထိပဲခါမာနဲ့ကြီးရောချနေတာဖြစ်ပါတယ်ခါဝါကီကတော့ပြစ်မှတ်ကိုထိဖို့ပဲအရေးကြီးတာဖြစ်ပြီးချာကရာဆိုတာကလည်းစွမ်းကြီးတာဖို့အတွက်ပဲအသုံးပြုတာလို့ထင်နေရကြောင်းချာကရာရဲ့အဓိပ္ပာယ်ကအဲ့လိုမဟုတ်ပဲတယောက်နဲ့တယောက်ဆက်သွယ်ပြီးရဲ့စွမ်းအားဖြစ်လို့ခါဝါကီကိုယ်တိုင်အဲ့ဒါကိုအသုံးချနိုင်တဲ့အခါနားလည်လာပါလိမ့်မယ်လို့ပြောပြလိုက်ပါတယ်ဆာစကေကလည်းသူ့ရဲ့သမီးကိုချီတိုရီလေ့ကျင့်ပေးဖို့ဂတိပေးထားတဲ့အတွက်အဲ့ဒီဂျူစုဘလောက်စွမ်းအားကြီးလဲဆိုတာကိုနှစ်ပေါင်း1000ရဲ့အတန်နဲ့တူညီရဲ့လက်တင်းချာကရာထုတ်လို့မှုကိုမျက်မြင်ပြပေးလိုက်ပြီးအဲ့ဒါကသူစက်ထမမြတ်ဟုတ်ကဟာတာကေခါကာဂျီစီကနေစက်ခံခဲ့တာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဘရိုကလည်းသူ့ကိုပြုပြင်ထိန်းသိမ်းမှုဆိုတဲ့အကြောင်းပြချက်နဲ့တစ္ဆပဟုတ်မဟုတ်စစ်ဆေးရဲဆိုတာကိုသိသွားခဲ့ပေမဲ့သူကတော့ဂျီကန်ကိုတစ္ဆပေါက်စီကလုံးဝအကြောင်းရင်းမရှိပဲဗက်ဆယ်ကိုပဲစိတ်ဝင်စားတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ပြီးရင်တော့တစ္ဆပေါက်ကိုရှာမတွေ့ရင်လည်းအကုန်လုံးကိုတက်ပစ်ပြီးအင်နာရီအကုန်လုံးကိုအစ်စ်ကပြန်စုမယ်လို့သူ့ရဲ့ခက်တုံတော့အကြံစီကြီးကိုပြောပြလိုက်ပြီးခါဝါကီကလည်းဘလောက်ပဲလေ့ကျင့်ကြည့်အကျင့်ပါနေတဲ့ခါမှာကိုမတုံးမိအောင်ဖျောက်လို့မရသေးပဲနယ်ရီတိုဖြစ်နေရကြောင်းသာဘာမှမထိခိုက်တာဖြစ်ပါတယ်တစ်ဖက်ကရေတကုံမှာဆာရတာကလည်းလေ့ကျင့်နေပြီမဲ့သူ့ရဲ့ချီတိုရီကဝါယာကျိုးနှချောင်းပူတာလောက်တတာပဲဖြစ်နေတဲ့အတွက်တိုင်ပဲနေပြီးတိုမိုရဲ့နှစ်ခုရှိရဲ့ရှရင်ငန်းနဲ့ဆိုရင်ထိုးပေါက်မှုအကောင်းနဲ့ဒီဂျီဆူကိုတက်မြောက်နိုင်ပြီမဲ့တစ်ဖက်လူရဲ့လှုပ်ရှားမှုကိုသာတိတ်ချမတွက်ချက်မခံမနိုင်မြင်အောင်မကြည့်နိုင်ဘူးဆိုရင်တော့အချိန်မထိန်နိုင်မယ်ကိုပြန်ဒုက္ခရောက်နိုင်မယ်နှစ်ဖက်ချွန်သားလို့အရာဖြစ်တဲ့အကြောင်းဆာစကေကရှင်းပြလိုက်ပါတယ်အဲ့ဒါကြောင့်တစ်ချိန်ချင်းမှာပြင်းရအမြင့်နှုံးနဲ့ထိချက်ကိုကွက်တိအတုံးချနိုင်ရမှာဖြစ်တဲ့အတွက်ရန်သူရဲ့လှုပ်ရှားမှုတွေကိုမြင်နိုင်တဲ့ရှရင်ငန်းရှိမှသာကောင်းကောင်းအတုံးချလို့ရတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့ချိန်မှာပဲစိုင်စီကနေသူတယောက်ပဲလုံနိုင်မယ်မစ်ရှင်ရောက်လာတဲ့အတွက်ဆာရတာကိုကိုယ့်ဘာသာလေ့ကျင့်ဖို့ထားခဲ့လိုက်ရပြီးညနေပိုင်းအချိန်မှာတော့ဘရိုတိုကသူ့ရဲ့ဝါသနာအတိုင်းကတ်တွေဝယ်ဖို့ရောက်လာခဲ့ပါတယ်ရှင်နိုဘီကအကြောင်းခါဝါကီကိုမီဆူကီကရှင်းပြပေးလိုက်ပြီးသူတို့စီကိုလည်းတက်ဆန်ဆာရတာကပါရောက်ချလာတာဖြစ်ပါတယ်ဘရိုတိုကပတ်ဆက်မရှိရဲ့ခါဝါကီအတွက်အတွေ့အကြုံရအောင်တထုပ်လောက်ပေးဖောက်လိုက်ပြီးမြဲပထမဆုံးအချိန်မှာလည်းမတရားရှားပါလုံးနဲ့သူ့အဖို့၄ယောက်မြောက်ဟုတ်ကကနာမီကာဆေမီနာတိုရဲ့ကက်ကိုထားပေါက်သွားတာဖြစ်ပါတယ်ခါဝါကီကတော့ဇပင်ဝါနဲ့ဘဲအကောင်မှမသိပေမဲ့အဲ့ဒါကဘရိုတိုရဲ့အဖို့နယ်တိုရဲ့အဖေ၄ယောက်မြောက်ဟုတ်ကကဖြစ်တဲ့အကြောင်းဆာရတာကရှင်းပြပေးနေတဲ့အချိန်မောင်မင်းကြီးသားကတော့ကံပါလုံးနဲ့သူ့အဖေကက်ကြီးပဲထက်ရသွားတာဖြစ်ပါတယ်Yellow flag တွေပါလေတလုံးမှနားမလဲတဲ့ခါဝါကီကလည်းဘရိုတိုကိုမကြိုက်ရင်လဲဖို့ပြောလိုက်ပြီးသူတည်းရဲ့တယောက်တည်းသောဟုတ်ကကေသူလိုချင်တဲ့တခုတည်းသောကက်ကိုပဲယူလိုက်တာကြောင့်ဘရိုတိုကတော့ပျော်မဆုံးဖြစ်သွားခဲ့တာဖြစ်ပါတယ်ဘရိုတိုကမပြောစဘူးသူ့ကိုကျေးဇူးတင်တဲ့အကြောင်းပြောတဲ့အတွက်တယောက်နဲ့တယောက်ခန်းစားချက်ချင်းဆက်နွယ်နေရဆိုတာဘာလဲနည်းနည်းလောက်တည်သွားခဲ့ပြီမဲ့ဤပိုင်းလေးဖြစ်တဲ့ခါဝါကီကဘရိုတိုကိုတောက်ဘောဆိုတဲ့အချိုးနဲ့ထားခဲ့လိုက်တာဖြစ်ပါတယ်အဲ့ဒီညမှာသူပြန်ဆက်နေတဲ့ပန်းအိုးလေးကပြီးသွားပြီမဲ့အပေါက်တွေတော့ရှိသေးနေရကြောင်းရေမလုံသေးပဲလုံနေရဲ့အစိပ်ပိုင်းကိုအပြင်မှာထွက်ရှာဖို့စဉ်းစားလိုက်ပြီမဲ့ထူးဆန်းတဲ့ခေါ်တန်ကိုကြားလိုက်လို့လှည့်ကြည့်ရဲ့အချိန်မှာတော့နယ်တွဲကိုတွေကခူရာမကိုတွေ့လိုက်ရပါတယ်ခါဝါကီကတော့ဘာကြီးမှမသိပေမဲ့ခူရာမကသူ့ကိုနယ်တွဲဘေးကနေအဲ့လိုကိုယ်စက်ကြိုက်ထားမသွားဖို့သတိပေးလိုက်ပြီးသူကနယ်တွဲအိပ်ပျော်နေတဲ့အချိန်မှာခါဝါကီကိုစောင့်ကြည့်ပေးနေရဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ခါဝါကီကတော့ခါရာစခန်းမှာကြားဘူးတဲ့အမိမိတ်ဆာဆိုတာတည်သွားတဲ့ပြင်ဒီလိုကြောက်ဖို့ကောင်းတဲ့လက်နဲ့ရှိနေရကြောင်းလဲဟိုကကဲဖြစ်လာရမယ်သူနားလဲသွားပြီလို့ပြန်ပြောလိုက်ပါတယ်တာမန်ကြည့်မယ်ဆိုရင်တော့အဲ့လိုထင်ရပေမဲ့တကယ်တမ်းမှာတော့အဲ့ဒါနဲ့ဗျောင်းမြန်ဖြစ်တဲ့အကြောင်းခူရာမကပြောပြလိုက်ပြီးသူကနယ်တိုမွေးကလေးကခန္ဓာကိုယ်ထဲမှာနေခဲ့ရတာကြောင့်အနောက်ရှက်ကြီးတစ်ခုတော့အမြဲတမ်းခက်ခဲစေခဲ့တာဖြစ်တဲ့ပြင်အခုလက်ရှိခါဝါကီနဲ့တူတယ်လို့ပြောပြလိုက်ပါတယ်အရှင်ကတော့သူကခါဝါကီပြောသလိုလုံးဝထိလို့မရတဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ခဲ့တဲ့ပြင်လူပေါင်းများစွာနဲ့အတူနယ်တိုရဲ့မိဘတွေကိုပါတတ်ခဲ့တာဖြစ်လို့သူ့ကိုမြေခွေးမိတ်ဆာဆိုပြီးကြောက်လန့်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့နယ်တိုကတော့ရွေးချယ်စရာမရှိပဲသူ့ရဲ့ဂျင်ချူရီကီတနည်းအားဖြင့်ဗတ်ဆယ်ကိုယ်တိုင်ကုန်တစ်ခုဖြစ်လာခဲ့ရပြီးသူ့ရဲ့မိဘတွေကိုတတ်သွားတဲ့မြေခွေးနဲ့အတူမနေချင်ပဲနေခဲ့ရတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်သူတော့မတောင်းဆိုပဲနဲ့ကြီးမားတဲ့အစွမ်းကိုလက်ခံရရှိခဲ့တာဖြစ်ပြီးနယ်တွဲလက်နက်တစ်ခုလိုခါဝါကီထင်နေတဲ့သူကိုယ်တိုင်ကအမြဲတမ်းအဲ့ဒီဂျိတ်ပိတ်ဂျစုကိုဖျက်ဖို့အတွက်အက်ကလေးလေးကိုဒေါသထွက်အောင်ရန်ကန်းအောင်တမင်ရန်စပြီးလုပ်တဲ့ပြင်အဲ့ဒီကြီးမားတဲ့စွမ်းအားကြောင့်ပဲနယ်တူကသူတန်မိုးထားရတဲ့ဘေးနားကလူတွေကိုပြန်ပြီးထိခိုက်စေခဲ့တာဖြစ်ပါတယ်အခုလိုမျိုးသူကအတုံးဝင်တဲ့လက်နက်တစ်ခုမဟုတ်ခဲ့ပဲနယ်တူကအမြဲတမ်းစိတ်ဒုက္ခပေးခဲ့တာဖြစ်တဲ့အကြောင်းပြောပြပေးမယ်ခါဝါကီကတော့အဲ့လိုဆိုရင်တော့ရွာကလူတွေကအဲ့ဒီစွမ်းအားကိုထိချုံနိုင်မှုကူညီပေးခဲ့လောက်မှဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်အဲစကားကြောင့်ပဲခူရာမကနယ်တူလိုတူညီတဲ့ဘဝ